မြမသမိုင်းဤကြောက်မက်ဖွယ်ရာများကျောင်းသားများခင်များဒီနေ့ကျွန်တော်တို့မြမသမိုင်းရဲ့မေးမရနိုင်တဲ့အပိုင်းတွေကိုလေ့လာကြပါမယ်။ဒါဟာရိုးရိုးသမိုင်းသင်ခန်းစာတစ်ခုမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံရဲ့အမှောင်ဆုံးအချိန်တွေကိုပြန်လည်အမှတ်ရစေမယ့်ခရီးတစ်ခုဖြစ်ပါတယ်။ကိုလိုနီခေတ်ဟာကျွန်တော်တို့နိုင်ငံအတွက်အလွန်ခက်ခဲတဲ့အချိန်ပါပဲဗြိတိရှအင်ပါယာရဲ့လက်အောက်မှာကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်တွေဆုံးရှုံးခဲ့ရတယ်လူမျိုးရေးခွဲခြားမှုတွေစီးပွားရေးဖိနှိပ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်လွတ်လပ်ရေးရပြီးနောက်မှာလည်းစစ်အာဏာရှင်စနစ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုခံစားခဲ့ရပါတယ်ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ចောင်းသားတွေပြည်သူတွေကိုအကြမ်းဖက်နှိမ်နင်းခဲ့တာဟာဘယ်တော့မှမေ့လို့မရပါဘူးမြန်မာနိုင်ငံဟာတိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့သမိုင်းတစ်လျှောက်မှာလူမျိုးရေးပဋိပက္ခတွေအများကြီးရှိခဲ့ပါတယ်။ဒီပဋိပက္ခတွေကြောင့်အပြစ်မဲ့ပြည်သူတွေအများအပြားသေဆုံးခဲ့ရပြီးအိုးအိမ်တွေစွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ဒီသမိုင်းအကြောင်းတွေကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ဟာအတိတ်ကမှားတွေကိုသင်ခန်းစာယူပြီးပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်ပါတယ်။သမိုင်းကိုဘယ်တော့မှမမေ့ပါနဲ့